အားလုံးမင်္ဂလာပါဒီချက်ဒီနေ့အင်ကြီးတဲ့ချုပ်တဲ့အခါမှာအရေးကြီးဆုံးအချက်တစ်ချက်ဖြစ်တဲ့တောက်ထည့်တဲ့အကြောင်းလေးရှင်းပြပေးမယ်နော်အဲ့တော့ကျတို့အင်ကြီးတစ်ထည့်ကိုကိုလိုချင်တဲ့ပုံစံချုပ်လိုက်တယ်အင်ကြီးကတော့အင်ကြီးပြီးသွားတဲ့အခါမှာလိုချင်တဲ့ဒီဇိုင်းထွက်လာတယ်ဒါပေမဲ့ဝစ်လိုက်တဲ့အခါမှာအင်ကြီးကချက်ရက်မနေဘူးပေါ့နော်ရင်နေခါးတွေနေရာတွေကဘေးတစ်စောင်းကြည့်ပိုတိတာတယ်သူကရင်းဆိုရင်ရင်အလုံးလိုက်သူ့အလှလေးရှိနေရမယ်ရင်အောက်တိမ်နေရမနေရဆိုတိမ်နေရမယ်ဒါပေမဲ့ကျတို့ကဘာဖြစ်နေလဲဆိုဘေးတွေဘလောက်တည်တည်ရင်နေရာကြီးကတင်းပြီးတော့ဆွဲဆုပ်လိုက်တယ်လို့ဒါဖြစ်သွားမယ်အင်ကြီးကဟိုချက်ရက်ပြီးတော့သူ့နေရာနဲ့သူအလှမပေါ်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေရတဲ့အကြောင်းကြီးကတောက်ထဲတဲ့နေရာမှာလိုအပ်ချက်ရှိလို့ပေါ့နော်အဲ့တော့ခြေအခုခါးတောက်ကနေစပြီးသွားမယ်နော်ခြေတို့ခါးတောက်ဆိုတာကဘယ်လိုလဲဆိုတော့ခြေတို့အင်ကြီးမှာချုပ်တယ်ဆိုရင်အပေါ်ကနေအောက်တယ်လို့လေမမက်ကလေးသွားတာအဲ့ခါးတောက်ကိုဘယ်လိုထည့်မလဲဆိုတော့ခြေတို့ကဒီအပေါ်ကနေပြီးတော့ဒီပခုံးဆုံးထိတ်ကနေပြီးတော့ဒီခြေတို့ခါးတောက်ထိတ်အတွက်ကို10လက်မှာခွဲသွားမယ်အောက်ကိုဒဲသွားမယ်နော်ခါးအတွက်ကိုကြတော့ဒီပခုံးဆုံးထိတ်ကနေပြီးတော့15ခွဲနေဒါခြေတို့ခါးမြင့်ဆွဲတဲ့နေရာပေါ့နော်ခါးမြင့်နေရာမှာခြေတို့ခါးကိုတောက်ထည့်မယ်နောက်တစ်ခါတင်နေရာမှာကတင်အတွက်အကျယ်ကိုတောက်သွားယူမယ်အဲ့တော့ဒီအပေါ်ကနေပြီးတော့ခြေတို့10လက်မှာခွဲနေရာမှတ်လိုက်မယ်ဒီနေရာလေးပဲထားလိုက်နော်သူကရင်မြင့်ပေါ်မှာတော့ခြေတို့10လက်မှာခွဲမကြဘူးရင်မြင့်အောင်နည်းနည်းလေးရောက်တယ်10လက်မှာခွဲဒီနေရာဆိုအဲ့နေရာမှတ်ပြီးတော့သူ့ဒီဘက်ဘေးစွန်းဒီကောင်ကဘေးအစွန်းကနေဘယ်လောက်ယူမလဲဆိုတော့ခြေတို့ကရင်ထိတ်တစ်ခုကိုတိုင်းတယ်ခန္ဓာကိုယ်မှာဆိုရင်ဒီရင်ထိတ်ရဲ့အကျယ်ဟိုဘက်ထိတ်ဒီဘက်ထိတ်ကိုတိုင်းထားတယ်ဆိုရင်အဲ့ဒီဟာရဲ့တဝက်ကိုဒီမှာယူမယ်ဥပမာရင်ထိတ်ကခြေတို့9ရှိတယ်ဆိုရင်ဒီကောင်က3လက်မခွဲယူမယ်ရင်ထိတ်က9ခွဲရှိတယ်ဆိုရင်ခြေတို့3လက်မ60ယူမယ်နော်အဲ့တော့အခုခြေတို့ရင်ထိတ်ကို9လက်မနဲ့သွားမယ်ဆိုရင်တဝက်ဝက်လိုက်တော့ဒီအစွန်းကနေဒီကို3လက်မခွဲယူမယ်ဒီနေရာ3လက်မခွဲထားလိုက်ဒီအပေါ်ကနေပြီးတော့ဒီခြေတို့10လက်မခွဲနော်အဲ့ဒါဆိုရင်ခြေတို့ခါးတောက်ဆွဲဖို့အတွက်ကိုဘာရမလဲဆိုတော့ဘေးဘက်နဲ့အပေါ်ကနေအတိုင်းလေးရမယ်နော်ဒီကောင်လေးက3လက်မခွဲဒါက10လက်မခွဲတကယ်လို့ဝါတဲ့လူတွေနော်အိမ်အောင်ကလေးအမေတွေပေါ့နော်ကလေးအမေတွေဆိုရင်ရင်နည်းနည်းလေးအောက်ရောက်တယ်သူတို့ဆိုရင်ခြေတို့17လက်မယူလို့ရတယ်ဒီပခုံးတိတ်ကနေပြီး17လက်မယူနော်ဒီထိတ်လေးဒါဆိုရင်ခါးတောက်ရဲ့ရင်ထိတ်အမှတ်လေးရပြီပြီးရင်ခြေတို့ခါးနေရကိုကြတော့ခြေတို့ဘယ်လောက်ယူမလဲဆိုတော့ပြီးတော့မြင်းကိုခြေတို့ဒီကနေပြီးတော့ကိုလိုချင်တဲ့တင်အထိကိုဆွဲချလိုက်မယ်ခါးနေရာမှာတစ်ဖက်ကိုခြေတို့4စိတ်စီယူမယ်တင်နေရာမှာတစ်ဖက်ကို2စိတ်စီယူမယ်အဲ့ဒါဆိုရင်ခြေတို့အဲ့ဒါလေးကိုတောက်ကလေးဆွဲလိုက်မယ်ဒါဆိုရင်ခြေတို့ခါးတောက်လေးရပြီဒီမှာတစ်ဖက်ကို4စိတ်စီနော်ဒါက2စိတ်စီခါးတောက်ပြီးခြေတို့ပါလာမယ်ဆိုတော့ဂျိုင်းတောက်လာမယ်ဂျိုင်းတောက်ကိုဆွဲမယ်ဆိုရင်ခြေတို့ကရင်ကျယ်မြင်းကနေပြီးတော့ဆွဲမယ်ဟောဒီရင်ကျယ်မြင်းကနေပြီးတော့ခြေတို့အပေါ်ကို4စိတ်လေးတက်လိုက်မယ်เนาะဒါကဒီဘက်ကဂျိုင်းတောက်ဆွဲမယ်ထိတ်ပြီးဒီကနေဘယ်လိုယူမလဲဆိုတော့ခြေတို့ဒီမှာခါးတောက်ကနေပြီးတော့ထိတ်ရှိရဲ့အဲ့ထိတ်ကနေအပေါ်ကိုခြေတို့တလက်မနဲ့2စိတ်တက်မယ်เนาะအဲ့တလက်မ2စိတ်တက်တဲ့နေရာကိုခြေတို့ကဘာလုပ်မလဲဆိုတော့ဒီဂျိုင်းတောက်အခုအပေါ်ကို4စိတ်တက်ထားတဲ့နေရာနေမြင်းလေးတစ်ချောင်းဆွဲမယ်ခဲတံလေးနဲ့ပဲတစ်ချက်ယာယီလေးဆွဲပြီးလိုက်မယ်နော်ဆွဲပြီးရင်ဘာလုပ်ရမလဲဆိုတော့အခုဒီတလက်မ2စိတ်တက်မှတ်ထားတဲ့နေရာနေဒီဘက်ကိုတစ်ခါတစ်ချက်တို့တလက်မ2စိတ်ထပ်မှတ်မယ်ဘာဖြစ်လို့ဆိုတော့ဒါဂျိုင်းတောက်ရဲ့ထိတ်ကိုမှတ်မယ်ရှင်းအောင်ပြန်ပြောပြရင်ခါးတောက်ရဲ့ထိတ်ကနေအပေါ်တလက်မ2စိတ်မှတ်မယ်အဲ့ဒါကိုချက်တို့ဂျိုင်းတောက်ဆွဲဖို့အတွက်ကိုရင်ကျမြင့်နဲ့အပေါ်ကို4စိတ်တက်မှတ်ထားလိုက်တဲ့အမှတ်ကနေပြီးတော့တစ်ချက်တို့ဒီကိုမြင်းတစ်ချောင်းလေးဆွဲလိုက်မယ်အဲ့မြင်းပေါ်မှာပဲဒီထိတ်အမှတ်ကနေဒီဘက်ကိုတစ်ချက်တို့ဘယ်လောက်ယူမလဲဆိုတော့တလက်မနဲ့2စိတ်ပြန်ပြီးတော့ခွာယူမယ်အဲ့ဒါကဒီခြေတို့ဂျိုင်းတောက်ဆွဲမှုထိတ်ဖြစ်သွားပြီအဲ့တော့ဂျိုင်းတောက်အတွက်ကိုဒီမှာအကျယ်ဘယ်လောက်ယူမလဲဆိုတော့တစ်ဖက်ကိုဒီခြေတို့3စိတ်စီယူမယ်ဒီမှာ4စိတ်တက်ပြီးတော့မှတ်ထားတဲ့အမှတ်ကနေအပေါ်3စိတ်အောက်ကို3စိတ်ယူလိုက်မယ်အဲ့ဒါဆိုရင်ဒီခြေတို့ဂျိုင်းတောက်ဆွဲလို့ရပြီဒီအပေါ်3စိတ်အောက်3စိတ်တက်ထားတဲ့အမှတ်ကနေဒီကိုခြေတို့မလေးမင်းလေးကနည်းနည်းတော့ရိုက်သွားတယ် sorry နော်ဒီထိတ်ကလေးကိုခုနဒီခြေတို့တလက်မ2စိတ်ခွာပြီးတော့လှုပ်ထားတဲ့နေရာလေးကိုခြေတို့ထားလိုက်မယ်ဒါဆိုရင်ခြေတို့ဒါဂျိုင်းတောက်ရပါပြီဒီကောင်လေးရဲ့ခြေတို့ဖြတ်ထုတ်မှာမဟုတ်သေးဘူးเนาะခောက်ထုတ်မယ်ဒါဆိုရင်ခြေတို့ကဂျိုင်းတောက်နဲ့ခါးတောက်ရပါပြီအဲ့ဒီမှာမှဒါကပုံမှန်ခန္ဓာကိုယ်ရှိတဲ့လူတွေရင်အုံအရန်ကြီးတဲ့လူတွေရင်လုံးကြီးတဲ့လူဥမာရင်လုံး38 40 42အဲ့လိုရင်အုံရင်ပတ်လေပေါ့เนาะရင်အုံကြီးတဲ့လူတွေပေါ့တချို့ဆိုရင်မဝဘူးရင်နေရကြီးတယ်အဲ့လိုလူတွေကြရင်ခြေတို့ကဒီဘက်ကနေပြီးတော့ဘေးတောက်ထပ်ပြီးတော့ထည့်ပေးလို့ရတယ်ဘေးတောက်ထည့်မယ်ဆိုရင်ခြေတို့ကဘယ်လောက်ထည့်ရမလဲဆိုတော့ဒီမှာဒီထိတ်ကနေဟောဒီခြေတို့ခါးတောက်ထိတ်ကနေပဲသွားမယ်ဒီခါးတောက်ထိတ်ကနေဒီဘက်ကိုဒီခြေတို့တလက်မကွဲလာမယ်ဒီဘက်ကိုတလက်မကွဲလေးမှတ်လိုက်မယ်နော်ဒီနေရာလေးမှာတလက်မကွဲမှတ်မယ်
မှတ်ပြီးတော့ဒါယာယီလေးပဲမှတ်ထားလိုက်ဦးဒီနားလေးမှာတလက်မကွဲဆိုတဲ့နေရာလေးမှာတစ်ချက်တို့မြင်းလေးဒီလိုလေးဆွဲပေးထားလိုက်နော်ဒါတလက်မကွဲအကွာမှာမြင်းဒီလိုလေးဆွဲထားပြီးတော့မှဒီကနေယူမယ်ပြီးတစ်ချက်တို့ခါးတောက်တော့ကိုဘာယူမလဲဆိုတော့ဒီဘက်ဘေးကနေပြီးတော့ sorry ဘေးတောက်အတွက်ကိုဘယ်လိုယူမလဲဆိုတော့ဟောဒီခါးမြင်းနဲ့ဒီဂျိုင်းထိတ်နဲ့နော်ဂျိုင်းထိတ်နဲ့ကိုတဝက်အဲ့တဝက်နေရာနေပြီးတော့တစ်ချက်တို့အမှတ်ကလေးမှတ်လိုက်မှတ်ပြီးဘာလုပ်မလဲဆိုတော့တစ်ဖက်ကိုတစ်ချက်တို့၄စိတ်စီသွားမယ်နော်ဒီနဲ့တဝက်မှာအမှတ်မှတ်မယ်တစ်ဖက်ကိုတစ်ချက်တို့၄စိတ်စီသွားမယ်အဲ့၄စိတ်အမှတ်ကနေပြီးတော့တစ်ချက်တို့ဘာလုပ်ရမလဲဆိုတော့ခုနကတော့ဒီမှာရင်းထိတ်ကလေးကိုတစ်ချက်တို့ဟောဒီအလေကောင်ကနေပြီးမြင်းလေးတစ်ကြောင်လေးအသားလေးဆွဲလိုက်မယ်အဲ့ဒါဆိုခုနကတစ်ချက်တို့ဒီဘက်မှာတလက်မကွဲမှတ်ထားတဲ့နေရာမှာအမှတ်ရပြီနော်ဟောဒီတလက်မကွဲမှတ်ထားတဲ့မြင်းပေါ်မှာအမှတ်မှတ်လိုက်မှတ်ပြီးရင်ဘာလုပ်မလဲဆိုတော့ဒီမှာတစ်ဖက်ကို၄စိတ်စီသွားတဲ့ဥစ္စာတွေမှာတစ်ချက်တို့ဘေးတောက်လေးယူလိုက်လို့ရတယ်ဟုတ်ပြီနော်ဒါဆိုဘေးတောက်အဲ့ဒါဆိုရင်ဒီလိုဒီမှာအင်ကြီးကိုယ်တိုင်ပတ်တန်ဆွဲထားတယ်ဒီနေရာမှာပုံမှန်ခါကိုဝိုက်ထားတယ်ဆိုရင်ဒီမှာတလက်မဆိုရင်အခုဒီလိုဒီလိုမျိုးခောက်ပြီးတော့လှုပ်လိုက်အောင်နော်တလက်မဆိုဒီလိုဓာတ်ကိုဒီလိုမျိုးလေးခောက်ထည့်လိုက်မယ်ခောက်ထည့်လိုက်မယ်ဆိုတော့ဘာဖြစ်လဲဆိုတော့အင်ကြီးကတိုသွားမယ်ဟုတ်ပြီနော်မြင်ဆောင်လေးပြဒီလိုမျိုးလေးခောက်လိုက်မယ်ဆိုရင်ဒီမှာသူ့ရဲ့ဘေးဘက်လေးကလည်းမညီတော့ဘူးနော်ဟောဒီလိုမျိုးလေးမညီဘူးဖြစ်သွားမယ်အဲ့လိုမညီရဟာဆိုရင်ဒီလိုဘာလုပ်ရမလဲဆိုတော့ဒီမှာတလက်မတက်သွားပြီတလက်မတက်ပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့ဒီတင်မြင်းကိုအောက်ကိုတလက်မတစ်ချက်တို့ပြန်ပြီးတော့ချမယ်နော်ဒီမှာတက်သွားပြီဆိုရင်တလက်မအောက်ကိုပြန်ချပြီးတော့ဘာလုပ်ရမလဲဆိုတော့ဒီတင်မြင်းကနေပြီးတော့ပဲဒီချက်တို့ကဒီဘက်ကနေပြီးတော့ဟောဒီကနေပြီးတော့ဒီတလက်မချထားတဲ့နေရာတောက်ထည့်လိုက်တဲ့တောက်စာတလက်မအောက်ချလိုက်တယ်အဲ့အောက်ချထားတဲ့ဥစ္စာကိုဒီမှာပြန်ပြီးတော့အသားလေးပြန်ဝိုက်ပြီးနော်အင်ကြီးခါမတူသွားအောင်လို့နှုတ်မို့ဆိုဘေးတူပါမယ်အဲ့ဒါမမေ့နဲ့ဟောဒီတင်မြင်းကနေပြီးတော့လာမယ်လာပြီးတော့တချေတို့ဒါပတ်တန်အသေးလေးမို့လို့နော်ပတ်တန်အကြီးမှဆိုပို့ပေါ်တယ်ဒီလိုမျိုးလေးဆွဲပေးလိုက်ဒါဆိုရင်တချေတို့အပေါ်တလက်မထည့်ထားတဲ့လိုတဲ့တလက်မကိုအောက်ကိုပြန်ချပြီးပြီးဒီမှာမညီဘူးဖြစ်နေတယ်အဲ့မညီတဲ့ဟာကိုတချေတို့ပေကိုးလေးနဲ့အသားလေးဒီမှာဒီလိုလေးပြန်ပြီးတော့ညှိလိုက်ဟောဒီမှာနော်ဒီနားလေးကိုပြန်ပြီးတော့ညှိလိုက်အဲ့ဒါဆိုရင်တချေတို့ဘေးတောက်ထည့်တာလေးကဒီလိုမျိုးလေးထပ်ပြီးသွားမယ်နော်သူ့ရဲ့ငကိုမူလပတ်တန်အတိုင်းလေးပဲဘေးတွေညီဝမယ်အောက်ဘက်ကလည်းတလက်မတူတာမဖြစ်တော့ဘူးเนาะအဲ့တော့ဒီမှာဒီဂျိုင်းတောက်မှာကြတော့ဘာဖြစ်လို့ဒီချေတို့ကဒီအောက်မှာဘေးတောက်လိုမျိုးမခောက်ထည့်လဲဆိုတော့ဒီဂျိုင်းတောက်မှာဒီချေတို့เนาะဘာလုပ်ထားလဲဆိုတော့တစ်ဖက်ကိုဒီချေ3စိတ်စီမျိုးယူထားတယ်ဒီတစ်ဖက်ကို3စိတ်ဒီတစ်ဖက်ကို3စိတ်6စိတ်ယူထားတယ်အဲ့ဒီ6စိတ်ကဒီပခုံးမှာဒီချေတို့ကနောက်ချမ်းကနေပြီးတော့ရှေ့ချမ်းကိုပတ်တန်ကူးမယ်ဆိုရင်ချေတို့ဘာလုပ်ရလဲဆိုတော့ရှေ့ချမ်းပခုံးကနောက်ချမ်းပခုံးတက်ကို6စိတ်ပြန်ချတယ်ဒီချေတို့ပုံမှန်မူလပတ်တန်ဆွဲတဲ့အချိန်မှာအဲ့ဒီကြတော့ချေတို့ဒီဂျိုင်းတောက်6စိတ်ထည့်လိုက်တဲ့အခါမှာချေတို့ဒီပခုံးကိုနောက်ချမ်းနေပြီးရှေ့ချမ်းကိုပွားတဲ့အချိန်မှာရှေ့ချမ်းပခုံးကို6စိတ်မချတော့ဘူးအဲ့6စိတ်ချမယ်အချကိုချေတို့ဒီမှာဘာလုပ်လာလဲဂျိုင်းတောက်လေးယူလိုက်တယ်အဲ့ဒါကြောင့်မလို့ဒီဂျိုင်းတောက်ယူတာမှာတော့ဒီချေတို့က6စိတ်ပြန်ပြီးတော့အခုလိုမျိုးအစားသွင်းစရာမလိုတော့ဘူးเนาะဒီမှာဘေးတောက်လိုမျိုးအစားသွင်းစရာမလိုဒါပေမဲ့ဘေးတောက်ကတော့အစားသွင်းကိုသွင်းရမယ်ဘာကြောင့်လဲဆိုတော့တလက်မထည့်လိုက်ရင်အင်ကြီးဘေးဘက်ကြီးတိုးသွားမှာဆိုလို့เนาะအဲ့ဒါဆိုရင်ဒီချေတို့ကတခြားဘာမှရွှေဝေးမစင်စားနဲ့အင်ကြီးတစ်ထည့်ချက်ကပ်ပြီးတော့ရုံလုံးလေးကြွားဖို့ဆိုရင်ဒီတောက်3ခုကအရေးအကြီးဆုံးပါပဲဒီကောင်ကိုချေတို့ခါတောက်ခေါ်တယ်တစ်ဖက်ကို4စိတ်စီထည့်တယ်ခါနေရာမှာတင်းနေရာမှာ2စိတ်စီထည့်မယ်ဒီကောင်ကြတော့ချေတို့ဂျိုင်းတောက်လို့ခေါ်တယ်ရင်ကျမြင့်အပေါ်4စိတ်တက်ပြီးအမှတ်မှတ်မယ်အဲ့အမှတ်ကနေတစ်ဖက်ကိုတချေတို့3စိတ်စီယူတယ်ဟုတ်ပြီနော်ဒီကောင်ကြတော့ချေတို့ဘေးတောက်လို့ခေါ်တယ်ဘေးတောက်ကကြတော့ဂျိုင်းနဲ့ဒီခါမြင့်အလေတဝက်မှာအမှတ်မှတ်ပြီးတော့တစ်ဖက်ကို4စိတ်စီသွားတယ်ဒီကောင်ကဘေးတောက်လို့ခေါ်တယ်ဒီတောက်3တောက်ထည့်မယ်ဆိုရင်အင်းကြီးတစ်ထည်ဟာချက်ရဲလှလှပါနေပုံစံကြကြလေးထွက်လာပါလိမ့်မယ်နော်အားလုံးပဲအဆင်ပြေကြပါစေဘောလေးပါပါနဲ့စိတ်နာတို့တောင်းလို့လာခဏပုံစံသာသွားလေး